Mobile Legends game ရဲ့ Jungle Rule ကိုဆော့ရနေရမှာကျွန်တော်ကိုယ်တိုင်ရောကျန်တဲ့သူ90ရာခိုင်နှုန်းရောအဓိကအမှားနေတဲ့အချက်5ချက်ကိုဒီနေ့ဒီဗီဒီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဗီဒီယိုရဲ့ comment အောက်မှာလိုအပ်ချက်တွေနဲ့နောက်ထပ်ကြည့်ချင်တဲ့ဗီဒီယိုတွေကိုတောင်းဆိုပေးကြတဲ့တငယ်ချင်းတွေအားလုံးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ဗီဒီယိုကိုပြီးအောင်ကြည့်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်ပေးတဲ့တစ်တွေက Brother in game ဆော့ရနေရမှာတကယ်အသုံးဝင်စေမယ်လို့ကျွန်တော်အာမခံပါတယ်။အဲကြောင့်မလို့ဗီဒီယိုကိုပြီးအောင်ကြည့်ကြမှာနော်။နံပါတ်1ချက်က hero ရွေးချယ်မှုမှားတာဗျာ Epic Drop တွေမှာအနေဘက်ကဘာ hero ပြစ်မလဲဆိုတာကိုကျွန်တော်တို့တခြားကြည့်လို့ရတယ်အဲ့ဒီနေရာမှာတချို့လူတွေက anime ရဲ့ Drop ကိုကိုထင်းရဲ့ Drop ကိုမကြည့်ဘဲနဲ့ကိုပစ်ချင်တဲ့ hero ကိုကောက်ပစ်တယ်ကန်လိုက်တဲ့ hero ကလည်းမမဆောင်လိုမျိုးကောင်းလို့မကောင်းတယ်လို့ဖြစ်နေတယ်ဆိုရင်တော့အဲ့ပွဲကတော့သွားရွယ်ရှုံးဖို့အတွက်တရားခိုင်တော့တခြားလို့ပြောလို့ရတယ်နောက်တစ်ချက်အနေနဲ့ကတော့ Evan ကိုမကန်အသုံးပြုတာဗျာစဆော့တဲ့သူတွေအများကြီးမားတဲ့ချက်ကအဓိကပါလဲဆိုရင် Pro Player တွေဆက်လုပ်ထားတဲ့ app တွေကိုဓာတ်ရိုက်ကူးချလိုက်တာပဲအဲ့လိုကူးချတဲ့အဓိကအကြောင်းရင်းကလည်းကိုယ်တိုင်ကိုကြရတယ်ပဲ app plan အကြောင်းနားမလဲလို့ဖြစ်တယ်ပေါ့နော် app လို့ပြောလိုက်ပြီဆိုတာနဲ့ app တွေအကုန်လုံးအကြောင်းကိုယ်တိုင်ကသိထားရင်တော့ပိုကောင်းတော့ပေါ့နော်ဒါပေမဲ့ကိုယ်ကိုင်တဲ့ hero ရဲ့ app ကဘာလဲ app ဆက်ကပေးရလဲဘေးဖက်ကဘယ်လိုလုပ်လာလဲဆိုတော့သိတယ်ဆိုရင်ကိုယ်တိုင်ကိုကြကင်မဲ့ hero မှာပို့ပြီးတော့မှပွဲထဲမှာ relax ဖြစ်တယ်ပို့ပြီးတော့ကန်ရတာ smooth ဖြစ်တယ်app အကြောင်းတွေကိုပြောနေမှာဆိုရင် morning သွားလိမ့်မယ်ပေါ့နော်ဒါကြောင့်မလို့ app အကြောင်းကိုတက်သိချင်တဲ့သူတွေဆိုရင်တော့ comment အောက်မှာ app လို့ရေးပေးခဲ့လို့ရပါတယ်နံပါတ်3ချက်ကကျတော့ map ပေါ်မှာရွေးချက်မရှိဘဲနဲ့လက်ပတ်နေတာဗျာရောင်းနေတာကိုပြောတာဗျာကျန်ကလာဆိုတာဗျာကိုယ့်ရဲ့ farming ရော level ရောသူများတက်တာနေမှသာကိုယ့်ရဲ့ team ကိုခဲယူနိုင်မယ်လို့ကျွန်တော်ထင်တယ်ငွေချင်းတို့အနေနဲ့က solo တက်ပါတီ 5 ပါတီဘယ်လိုပဲဆော့ဆော့ကိုယ့်ရဲ့ team ရဲ့အခြေအနေကိုကြည့်ပြီးမှသာ enemy buff ကိုတောင်းနေတာပြောတွေလုပ်တင်ပါတယ်ဒီနေ့အလဲမှာရောင်းနေမယ်ဆိုရင်တော့ enemy buff ရဲ့ hyper ကကိုယ့်တဲ့ farming နေတာသွားပြီးတော့မှကိုယ့်ရဲ့ team ဘက်မှာ farming တွေရောက်သွားနိုင်ပါတယ်အစားပိုင်းမှာတော့မတိတာပဲမဲ့ကျွန်တော် late game တွေရောက်လာပြီး target kill တွေရောက်လာပြီး team fight တွေရောက်လာတဲ့အချိန်မှာကို2000ကစားအရင်ကမှတိတာပါတယ်ဒါကြောင့်မလို့အလဲမှာရောင်းနေတာတွေကိုကိုယ်နဲ့ကိုကြရက်ပြီးတော့မှကိုယ့်ရဲ့ level ကို10မိနစ်9မိနစ်10မိနစ်အတွင်းမှာအနည်းဆုံး level 14လောက်ထိတက်အောင်ကိုယ်က farming ကိုလုပ်ထားတင်ပါတယ်အဲ့လိုမျိုး farming တွေမြန်ဖို့အတွက်ဆိုရင်လည်းပဲကျွန်တော်ရဲ့ mobile legend မှာ practice season တွေရှိပါတယ် practice တွေမှာသွားပြီးတော့မှအမြဲတမ်းအနေနဲ့လေ့ကျင့်နေလို့ရပါတယ်နံပါတ်4ချက်အနေနဲ့ကတော့ enemy ရဲ့ item ကိုမစစ်ဆေးခြင်းဖြစ်ပါတယ် Highway Play ဆော့တဲ့နေရာမှာကိုဂိမ်းဆော့နေနဲ့ enemy ရဲ့ item ကိုမစစ်ဆေးတာက enemy ကိုတပန်းတာစေပါတယ်တကယ်ချင်းတို့အနေနဲ့ pro player တွေရဲ့ကစားတဲ့ highlight တွေကိုတူးကြမယ်လို့ယူကြည့်ပါတယ်အဲ့ဒီတည်းမှာဆိုရင် pro player တွေအမြဲတမ်း enemy ရဲ့ item တွေကိုအမြဲတမ်းစစ်ပါတယ်အဲ့လိုမျိုး analyze များများလုပ်တာကပဲ enemy ဘက်ကိုနိုင်ဖို့အတွက်ပို့ပြီးတော့မှသိချစေပါတယ်နောက်ပြီးတော့ pro player တွေရဲ့ game ဆော့တာကို game highlight ပဲကြည့်တာမဟုတ်ဘဲနဲ့ပွဲမှာလည်းဘယ်လိုမျိုးဆော့လဲဆိုတာကိုတည်တည်ချာချာကြည့်စေချင်ပါတယ်ဒါဆိုရင်တော့ brother တို့အနေနဲ့ကပို့ပြီးတော့မှအမြင်အရုံးနဲ့ပို့ပြီးတော့မြင်ရတာဖြစ်တဲ့ကြောင့်မလို့ကိုယ်တိုင်ကိုယ်ကြပြန်ဆော့တဲ့ချိန်မှာလည်းဘယ်လိုပြန်ဆော့အောင်ဘယ်လိုကောင်းအောင်ဆော့မလဲဆိုတာကိုသိသွားပါလိမ့်မယ်နောက်တစ်ချက်ကတော့ retribution ပေါက်ဖို့အတွက်မလေးကျင်ထားတာဖြစ်ပါတယ်တစ်ချက်ကတော့ကျွန်တော်ကိုယ်တိုင်တော့တိုင်ပတ်နေတာဖြစ်တဲ့ကြောင့်မလို့တငယ်ချင်းတို့လည်းမကြိုးစားပါတော့နဲ့ I got you homie ဘဝတူတွေရှိရစင်လည်းပဲ comment မှာရေးပေးခဲ့လို့ရပါတယ်စတာပါဒါပေမဲ့လည်း retribution ကိုဘယ်လိုမျိုးပြန်ပြီးတော့မှကောင်းအောင်လေ့ကျင့်ရမလဲဆိုတဲ့နည်းလမ်းလေးကိုကျွန်တော်ကိုယ်တိုင်ရှာတွေ့ထားတာဖြစ်တဲ့ကြောင့်မလို့အလုပ်ကိုပြန်ပြီး share လုပ်ချင်ပါတယ်ထုံးစံတိုင်းပဲ custom သွားပါပြီးတော့ကျွန်တော်အနေနဲ့ practice လေ့ကျင့်တဲ့နေရာမှာသွားပြီးတော့မှကိုကြိုက်တဲ့ကိုလေ့ကျင့်ခြင်းနဲ့ hero တကောင်ကိုရွေးလိုက်ပါလိုလေ့ကျင့်တဲ့အခါမှာဆိုရင်ကိုယ်တိုင်ကိုကြနေပြီးတော့မှတကယ်ပွဲထဲမှာရောက်နေတယ်လို့မျိုးခန်းစားချက်နဲ့ထားပြီးတော့မှ retreat ကိုပေါက်ဖို့ရအကြံပေးချင်ပါတယ်နော်ဒီလိုမျိုး brother အနေနဲ့ကအမြဲတမ်းလို့ကိုကြိုက်တဲ့ hero တွေတဲ့ retreat ကိုတေးချာပုံမှန်လေ့ကျင့်သွားမယ်ဆိုရင်တော့တေးချတယ် retribution ရဲ့ skill ကလည်းပို့ပြီးတော့မှတိုးတက်လာမယ်လို့ကျွန်တော်လည်းအာမခံပါတယ်နော်အခုဒီဗီဒီယိုကိုအဆုံးထိဆက်ပြီးတော့မှကြည့်ပြီးနေတဲ့တငယ်ချင်းတွေအားလုံးကိုလည်းအရင်ကမှကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘာတွေကိုဆက်ပြီးတော့မှတင်ပြအောင်မလဲဆိုတာကိုကိုမရေးပေးကြလို့ရပါတယ်ကျွန်တော်ရဲ့ channel ကနေပြီးတော့မှအခုလိုမျိုးဗီဒီယိုတွေကိုအမြဲတမ်းတင်ပြမှာဖြစ်တဲ့အကြောင်းမလို့ subscribe နဲ့ like လေးတွေကိုလုပ်ပြီးတော့ဖို့အတွက်ပြောချင်ပါတယ် brother ရဲ့အမြင်တွေကိုလည်းပဲကိုမရေးပေးကြလို့ရပါတယ်เนาะနောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့မှဆုံချင်ပါတယ်အားလုံးပဲ bye bye ပါ